자, 야마로의 치도 강리리야. 야마로 보비올레 칠라메. 비오 두르 커피엔리야레 보비오 미말라 아 롱나이메 야이 솔루션. 야마로 세원살라. 수세 쉐어링 로비 담아 피바레. Let's go. 안녕 여러분, 알로메 밍라바. 수세리 피바레. 자, 쇠 디니아라 보노. အမျိုးသားတွေကိုသူတို့ကိုယ့်ကောင်မလေးကလုပ်ပေးမယ်ဆိုလို့ရှိရင်ပေါ့နော်အမျိုးသားတွေရဲ့ခံစားချက်ကလည်းပါအရန်ကိုပျော်ရွှင်သွားပြီးတော့ပေါ့နော်သူကလည်းကိုယ့်ကိုပို့ချလာမယ်သူတို့ရဲ့စိတ်ခံစားချက်ကလည်းပို့ပြီးတော့ကောင်းလာမယ်ဆိုတော့စကားလေးတွေအပြုမှုလေးတွေဆိုရဝင်မြပေးတတ်မှာဖြစ်ပါတယ်နံပါတ်1သူတို့ကိုကိုကလေးစားတယ်ကိုချစ်သူရဲ့ရုပ်ရည်ကိုချစ်ကျူရထက်စားလို့ရှိရင်သူ့ရဲ့အေးအရှင်သူ့ရဲ့လုပ်ရည်ကိုင်းရည်နဲ့ပေါ့နော်သူကသူ့ကိုဘယ်လောက်ထိလေးစားရဲဆိုတဲ့အကြောင်းသူဘယ်လောက်ထိတော်ရဲဆိုတဲ့အကြောင်း respect ဖြစ်တဲ့အကြောင်းပြောရဲဆိုလို့ရှိရင်အမျိုးသားတွေရဲ့တင်မလားကိုယ်ပိုင်မာနလည်းဖတ်နော်မို့အိုလာကအဲ့လိုလုံးဝတက်သွားပြီးတော့ကိုယ်လည်းဟာငါကောင်မလေးငါ့ကိုဘလို့ဖြစ်တယ်ဆိုပြီးတော့သဘောကျမှဖြစ်တဲ့အတွက်ကိုသူ့ကိုလေးစားတဲ့အကြောင်းတွေကိုထုတ်ပြောလိုက်ပါနံပါတ်2 special you are so special for me ကိုအနားမှာရှိရဲ့ကိုကောင်လေးရပေါ့နော်တခြားသူတွေမှာမရှိရဲ့တချို့အရေးချင်းတွေသူ့မှာပဲရှိရဲ့အရေးချင်းတွေရှိကြရမို့လားရမောက်လည်းသိရပေါ့နော်အဲ့အရာတွေကိုတေးချာထုတ်ပြောပြပြီးတော့နေ့မှာတော့ဘလို့အရေးချင်းတွေရှိရဲ့ငါတော့နေ့ကိုဘလို့ဆိုလို့ရှိရင်ပေါ့သူတို့ကအရန်ကို so proud ဖြစ်ပြီးတော့တင်ကိုလည်းရမ်းချစ်ပြီးတော့ကိုလည်း confidence တွေရှိသွားမှာဖြစ်ပါတယ်နံပါတ်3ဂုံပြုတ်ပေးပါသူတို့ရဲ့အလုပ်မှာဖြစ်ဖြစ်သူတို့ရဲ့ကြိုးစားမှုကြောင့်တစ်ခုခုကအောင်မြင်သွားတယ်အထမြောက်သွားတယ်ဆိုလို့ရှိရင်ပေါ့အရင်ဆုံးဝမ်းသာပြီးတော့ပေါ့နော်သူချစ်ကျူးပြီးတော့ဂုံပြုတ်ပေးရဲသူကတင်ကိုယ်တိုင်ပဲဖြစ်ပါစေအဲ့လိုဆိုရင်သူတို့ကအရန် so proud ဖြစ်ပြီးတော့သူတို့တင်နေကြပါတယ်နံပါတ်4ယုံကြည်မှုကိုချစ်ရဲ့သူကကိုယ့်ကိုညာလုံးပြည့်ယုံကြည်တယ်ယုံကြည်မှုတွေပေးထားရဲဆိုတဲ့အရာပေါ့နော်အရန်ကိုပျော်ရွှင်စရာကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်ဆိုလို့ရှိရင်လည်းဆက်ကိုလေယုံကြည်ပေးတဲ့သူဆိုလို့ရှိရင်ယုံကြည်မှုမချိုးဖောက်အောင်ငါဘလို့နေရမယ်ဆိုတော့အဲ့လိုစိတ်ကိုပို့ပြီးတော့မွေးတယ်ပေါ့နော်ကိုကအကောင်းဆုံးလုပ်ရတာနဲ့ကိုမယုံကြည်ဆိုလို့ရှိရင်တော့အမှန်တမ်းပြော feature ရပေါ့နော်အဲ့တော့သူတို့ကိုလည်းကိုကယုံကြည်မှုတစ်ခုတော့ပေးစေချင်ပါတယ်အမြဲတမ်းကိုနဲ့နှိုင်းပြီးတော့ဖြစ်ကိုရဲ့စိတ်မလုံးချုံမှုတွေကြောင့်ပဲဖြစ်ပေါ့နော်ကိုရဲ့ past trauma တွေကြောင့်ပဲဖြစ်ပေါ့နော်အဲ့လိုမယုံသင်္ကာဖြစ်နေတာထက်စားလို့ရှိရင်သူ့ကိုယုံကြည်မှုတွေပေးပြီးတော့ငါနဲ့ယုံကြည်ရဲဆိုတဲ့အကြောင်းကိုထုတ်ပြောလို့ရှိရင်ကောင်းလေးတွေကအရန်ကိုသဘောကျမှာဖြစ်ပါတယ်ဒီမှာဒါလည်းအရင်အရေးကြီးတဲ့တစ်ချက်ဖြစ်ပါတယ်သူတို့ကြောင့်ကိုယ့်ရဲ့ life မှာ change ဖြစ်သွားတယ်ဥပမာသူတို့ရဲ့ဆုံးမမှုတွေကြောင့်ကိုကပြောင်းလဲသွားတယ်သူတို့ရဲ့ပြောပြပေးရဲ့အရာတွေကြောင့်ကိုယ်မှာ change ဖြစ်သွားတယ်သူတို့တွေးလိုက်ခိုင်းလိုက်တဲ့အတွေးခေါ်သူတို့ထည့်ပေးလိုက်တဲ့အရာတခုကြောင့်ကိုယ့်ရဲ့အရင်တော့ကိုယ့်ပေါ်မှာမကောင်းတဲ့ကိုယ့်ရဲ့ရှိုးဆွဲအကျင့်တွေပပျောက်သွားပြီးတော့ကောင်းမွန်တဲ့အတွေးခေါ်တစ်တွေရလာတယ် like အဲ့လိုမျိုးပေါ့နော်ဥပမာဆိုလို့ရှိရင်တော့여러분တို့အရင်တော့ fan နေဆိုလို့ရှိရင်လည်းသိကြရပါတော့အဲ့တော့ဆို Korean relationship နဲ့တွဲတာဆိုတော့အရန်ဆိုကလေးလေးလိုပဲပေါ့နော်အဲ့လိုဆို cute ရန်ဆို sweet ဖြစ်တဲ့ပုံစံလေးပေါ့နော်ဒါပေမဲ့နောက်ပိုင်းနှစ်တွေပါပေါ့နော်ဒီတခြား relationship တစ်ခုဖြစ်သွားတဲ့အချိန်မှာအရန် annoying ဖြစ်တဲ့ကိစ္စလေးများလာတော့ဆဲမိရတော့နည်းနည်းပုံစံကအစားကျန်းတယ်ပေါ့နော်အဲ့တော့relationship တစ်ခုရလာခဲ့မယ်ဆိုလို့ရှိရင်ဆွဲလိုချင်တဲ့ပုံစံဘယ်လိုလဲဆိုလို့ရှိရင်ပေါ့အရင်တော့ကဟိုဆွဲရင်ထဲမှာရှိရပေါ့နော်ဒီ wine ဖြစ်တဲ့တည်ရမလားဟိုအတွင်းထဲမှာရှိနေရပေါ့နော်ဒီနှစိုးတစ်ကောင်ဆွဲထုတ်ပြီးတော့အပြင်ထွက်လာစေတဲ့သူထက်စားလို့ရှိရင်ပေါ့နော်အကျင့်ပါပြီးရိုင်းဆိုင်နေရဖြစ်ဖြစ်ချမ်းတဲ့နေရဖြစ်ဖြစ်အဲ့ဒါလေးတွေပေါ့နော်သူမြတ်တာလေးနဲ့ဆိုအေးချမ်းပြီးတော့ပေါ့နော်တသိမ်မုံဝင်လေးပြန်ဖြစ်လာအောင်ပေါ့လုပ်ပေးနိုင်တဲ့သူမျိုးလိုချင်ပါတယ်အဲ့လိုမျိုးရရဲဆိုလို့ရှိရင်လည်းဆိုအရန်ကိုသဘောကျပြီးတော့အရန်ကျေးဇူးတင်မိပါပါရမတို့ရဲ့ဘဝမှာရမတို့ချစ်သူကြောင့်ရမတို့ပြောင်းလဲသွားတဲ့အရာတွေရှိရဆိုလို့ရှိရင်သူတို့မျိုးလုံးလေးတေချာစိုက်ကြည့်ပြီးတော့ပေါ့နော်သူကြောင့်အဲ့လိုပြောင်းလဲသွားတဲ့တက်ကိုကျေးဇူးတင်တဲ့အကြောင်းလေးပြောပြီးတော့ appreciate လုပ်ပေးဖို့ဆရာဒီနေ့ကနေပြောချင်ပါတယ်ဆွဲလေးကိုအပိချပါရှင်ဒီနေ့ vlog လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်။ရောင်းမလို့လည်းဒီ vlog လေးကိုသဘောကျဖို့မျှော်လင့်ပါတယ်။ဒီ vlog နဲ့ပတ်သက်ပြီးတော့ထင်မြင်ကြဆက်တွေရှိရင်လည်းဆဲကို comment မှာချပြီးတော့ဆွေးနွေးပေးခဲ့လို့ရပါတယ်။ရဘုံတို့ရဲ့အခြေရေးပဲဖြစ်ဖြစ်အိမ်အောင်ရေးပဲဖြစ်ဖြစ်အခက်အခဲတွေရှိနေရဆိုလို့ရှိရင်ဆွဲကို1 by 1ဆွဲနဲ့တူလာပြီးတော့ဆွေးနွေးတိုင်ပင်လို့ရပါပြီ။နောက်တဲ့ vlog မှာပြန်လည်ဆုံတွေ့ပါမယ်ရှင်။ဆွဲလေးဖြစ်ပါတယ်။အညောင်